14သိန်းဝန်းကျင်နဲ့အထည်ချုပ်မော်တာတွေရေခဲတက်တာရေမော်တာသမင်းမောင်းဒန်နီနဲ့ဝိတ်ချော်သက်တွေကိုအသုံးပြုပေးလို့ရမယ်အာမခံတနစ်တိတိပါဝင်တဲ့ဘိုင်ဇန်ဘီရဲ့2500ကျိုးဆွဲတက်စီမီသက်လေးနဲ့မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီမီသက်လေးရဆိုရင်တော့မက်ဆီမာအောက်ဖို့ပါဝါ2500ဝက်မှာ rated အောက်ဖို့ပါဝါ2200ဝက်ဒီထွက်ကြည့်မယ်ကျိုးဆွဲတက်စီမီသက်လေးပဲဖြစ်ပါတယ်ဒီမီသက်လေးကိုဆိုရင်တော့အင်ဂျင်ပါဝါမြင့်ကောင်ရေခုနှစ်ကောင်အားနဲ့ဖွဲ့စည်းပေးတာဖြစ်လို့အကျန်းတန်းခံမယ်စီသားလုံးလဲတက်တာသွားအောင်မှာပဲဖြစ်ပါတယ်ဒီမီသက်လေးရဲ့ချင်းတဲ့ပြစ်တင်မှာဆိုရင်တော့ဒီလိုမျိုး AC မီတာပေါက်နှစ်ပေါက်ပါဝင်တယ်ဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ circuit breaker လေးပါဝင်တယ်ဒီဘေးဘက်မှာဆိုရင်လည်းကျိုးဆွဲစနစ်လေးလည်းပါဝင်သွားအောင်မှာပဲဖြစ်ပါတယ်လူကြီးမင်းတို့ကဒီမီသက်လေးနဲ့ဆိုရင်တော့စောနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲသမင်းပေါင်းဒန်နီအထည်ချုပ်မော်တာတွေရေခဲတစ်တာဝိချော်သက်တွေကိုအသုံးပြုလို့ရမယ်အပြင်ကိုမှအခြားအိမ်သုံးဆိုင်သုံးရုံးသုံးလုပ်ငန်းသုံးလက်စစ်ပစ္စည်းလေးတွေကိုလည်းလိုအပ်တယ်လို့အလဲကျအသုံးပြုပေးလို့ရအောင်မှာပဲဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့ကအာမခံလဲပါရမယ်ဈေးနှုန်းပိုင်းမှာလည်း14သိန်းဝန်းကျင်သာကြားသိမဲ့မိသက်ကိုစိတ်ဝင်စားလို့ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့စေပြသေးဆိုင်ကြီးတွေဖွင့်လှစ်ပေးထားတယ်ရန်ကုန်မန္တလေးတောင်ကြီးနဲ့ပြည်ဦးလွင်မြို့တွေမှာလည်းလူကြီးမင်းတို့ကိုယ်တိုင်စိတ်တိုင်းကြလာရောက်ဝယ်ယူအားပေးလို့ရတယ်လို့အသေးသေးဆက်သွယ်ဆောင်တဲ့မိမဲချင်းလည်းလူကြီးမင်းများအနေနဲ့လည်းကျွန်တော်တို့ကုမ္ပဏီရဲ့ hotline နံပါတ်လေးဖြစ်တဲ့3999 9330ကိုလည်းအသေးသေးဆက်သွယ်ဆောင်တဲ့မိမဲလို့ရပါတယ်ခင်ဗျာ